အားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါဒီနေ့ဟာဒုတိယဖွင့်တာဒုတိယမြောက်နေ့လေးဖြစ်တယ်ဆရာတို့အင်္ဂါနေ့လေးကိုရောက်လာပြီနော်ဒီနေ့ကမနက်ပိုင်းမှာလေးလေးညနေပိုင်းမှာခွန်သွန်ကြလေးထော်ရတယ်ဆရာပတ်တီလေးတွေမပါတော့ဘူးဒီဘက်ဖွင့်နေလေးမှာဆရာကနန်းလေးတွေပါသွားပြီမဲ့ဆရာဒီဘက်ကနန်းလေးတွေအကောင်းဆုံးတွေ့တော့ပြန်လည်းချပြပေးသွားမယ်အရင်ဘက်တစ်ပတ်လုံးဆရာပတ်တီလေးတွေမှန်တာလေးရှိရနော်ဒါကြောင့်ဒီနေ့မှာဆရာကကနန်းလေးအကောင်းဆုံးတွေ့ပြီးတော့ပြန်လည်ချပြပေးသွားမယ်မိတ်ဆွေများကြားယူတဲ့ကနန်းလေးရှိရင်ရေးပြီးတော့ကန်ဆန်းနိုင်ပါတယ်နော်ဆရာဒီနေ့ဝန်ချင်းနေတဲ့ပေးမှာကတော့ဆရာခွန်3ကိုဒီသုံးလုံးဆရာဝန်ချင်းနေနဲ့ပေးလိုက်မယ်ဆရာတို့နန်းလေးတွေတွေ့ကြည့်အောင်ခွန်5ခွန်1ခွန်9ပြင်ကြတော့3နှစ်3ရှစ်3 6နောက်ထပ်ဆရာတို့6 4 9 3ညာ9တဲဆိုပြီးတော့ဆရာတို့ခဏလေး9ထောက်ရတယ်ဆရာအပူးအနေနဲ့ဒီနေ့မှာလဲ6အပူးလေးနဲ့ဆရာ8အပူးလေးကိုဒီနေ့အပူးအနေနဲ့ပေးလိုက်မယ်မစ္စည်းတို့အနေနဲ့ကြက်တူတဲ့ခဏလေးရှင်ရွေးပြီးတော့ကန်ဆန်းနိုင်ပါတယ်ဆရာအနေနဲ့ခဏလေးတွေကအမြဲတမ်းမှန်ဘူးဆိုပေမဲ့လည်းအမြဲတမ်းလည်းမလွဲပါဘူးရှင်ဘတ်တစ်ပတ်လုံးဆရာပတ်တီလေးပါတော့အားရတယ်ဒီအပတ်အဖွင့်နေ့လေးမှာကံမကောင်းပေမဲ့နောက်ရက်တွေဆရာကခဏလေးတွေအကောင်းဆုံးတက်ပြီးတော့ပြန်လဲချပြပေးသွားမယ်နော်ကဲဒီနေ့မှလည်းမိတ်ဆွေများအားလုံးကံကောင်းပါစေလို့ဆုတောင်းပေးရင်ဆရာဗီဒီယိုလေးကိုဒီမှာနဲ့ဆုံးသက်လိုက်ပါမယ်